ကဲနောက်တစ်ခုအလွန်အရေးပါတယ်ဟာဒါကတော့အသက်ထင်ရှားရှိနေတယ်ပေါ့ကြောင့်ရဲထရမယ်လို့ဆိုတာပုံညာဒုက္ခဇီဝိတသင်္ခယလူဆိုတာတနေ့သေမှာပဲအဲ့ဒီတနေ့သေမဲ့လူချင်းမှာဘာဟာကိုအတွက်ရေးချဆုံးလို့ဆိုဇီဝိတသင်္ခယမိအသက်သေဆုံးနေတဲ့အချိန်အသက်ကုန်ခန်းသွားလို့ဆုံးသက်သွားတဲ့အချိန်လေးမှာပုံညာကိုလှုပ်ထားတဲ့ကုသိုလ်ကောင်းမှုကဒုက္ခချမ်းသာဖို့အတွက်ပဲအားကိုးရှိတယ်လေငါမှာဒါနကုသိုလ်ရှိတယ်ငါမှာသီလကုသိုလ်ရှိတယ်ငါမှာကမ္မထဘာဝနာတွေပွားများထုတ်တာဘယ်နှစ်ငါကျင့်ထားတယ်ဆိုရင်ငါဘာတွေလှူထားတယ်ဆိုရင်ဒါနကောင်းငါဘယ်လိုသီလတွေစောင့်တည်တယ်ဥပုသ်တွေစောင့်တည်တယ်စသဖြင့်ကိုလှုပ်ထားတဲ့ကုသိုလ်ကောင်းမှုတွေတေကံဒီကိုတယောက်တည်းသွားရတော့မယ်ဆိုတဲ့အချိန်လေးမှာတကယ်ကိုစိတ်ကြည်တတ်စရာကြီးဖြစ်တယ်ဒီလိုဆိုတာနော်အဲ့ဒါကြောင့်မို့အဲ့ဒီအချိန်မှာလူတွေဟာအားအငယ်ဆုံးပဲအားအငယ်ဆုံးတချို့ဆိုလို့ရှိရင်ဆိုပါစို့ကင်ဆာယောဂါသေတော့မယ်ဆိုတာလူတွေဟာတချို့ကြတော့မသိအောင်ဖုံးထားကြမသိအောင်ဖုံးထားမသိအောင်ဖုံးထားတာကောင်းသလားလို့ဆိုလူမှာတတ္တိကိုစတယ်မွေးထားတနေ့သေမယ်ဆိုတာကိုမွေးထားဒီဗုဒ္ဓဘာသာမဟုတ်တဲ့ပုဂ္ဂိုလ်တွေတောင်မှပဲသေတာကိုရဲရဲဝံ့သိနိုင်အောင်ကြိုးစားထားတာရှိတယ်အလုံးကြားဖို့ကြလိမ့်မယ်အမေရိကန်သမ္မတခရောတယောက်ဂျက်ကလင်းကနေဒီလို့ခေါ်တယ်ကနေဒီသမ္မတကနေဒီရဲ့ဇနီးဂျက်ကလင်းကနေဒီအဲ့ဒီဂျက်ကလင်းကနေဒီဆိုတာနယူးယောက်မှာနေတယ်သူ့ယောက်ျားသမ္မတကနေဒီကတော့လောက်ကျတပ်ဖြတ်ခံလိုက်ရအဲ့တော့သူကတော့အသက်အရွယ်ကြီးလာတဲ့အခါနယူးယောက်နေတယ်ဘာဖြစ်တုံးဆိုသူ့မှာကုလို့မရတဲ့ကင်ဆာယောဂဖြစ်တယ်နိုင်ငံခြားတွေကတော့ဘာယောဂဆိုတာအတိအကျထုတ်ဗမာကျတော့သိမှကြောက်တယ်သိလို့ရှိရင်လည်းဗမာလည်းစိတ်နှုတယ်ဒီမှာသေသွားတတ်တာဟုတ်ဒါကိုမပြောကြမပြောဘဲနေတာပို့ဆိုးတယ်သို့တော့စိတ်မနှုအောင်တော့တရားဟောတာကိုယ်တိုင်လည်းလေ့ကျင့်ထားဖို့လိုတယ်အဲ့တော့သူကင်ဆာယောဂဆိုတာသိတယ်ကုလို့မရဘူးဆိုတာသိတဲ့အခါမှာသူဆေးရုံကဆင်းလိုက်ဆင်းပြီးသူ့အိမ်ခန်းနေပါတယ်ကြာနာပြင်ဆင်တယ်ရေမိုးချိုးတယ်တတရနေတဲ့ဖိလိန်ပြင်ဆင်ပြီးတော့တပတ်လောက်အိမ်ပြန်ပြီးတော့သူဟာဒီယောဂတက်တာတဲ့ဆေးလေးလောက်ပဲစားပြီးအဲ့လိုနေ